ရှေးဟောင်းပြက်ကလေးတစ်ခုဟာလူသားတို့တမိုင်းထက်များစွာရှည်လျားတဲ့အချိန်စက်ဝန်းတွေကိုမှတ်တမ်းတင်ထားခဲ့ပါတယ်။မက္ကဆီကိုနဲ့အမေရိကအလယ်ပိုင်းကတောနက်ကြီးတွေထဲမှာတွေ့ရှိခဲ့တဲ့မာယာပြက်ကလေးတွေဟာမယုံနိုင်လောက်အောင်တိကျလွန်းခဲ့တာပါ။သူတို့ရဲ့တွက်ချက်မှုတွေဟာနှစ်တစ်နှစ်ရဲ့အချိန်ပိုင်းခြားကိုအံ့ဩစရာကောင်းလောက်အောင်တိကျစွာတိုင်းတာနိုင်ခဲ့ပါတယ်။ဒီလိုတိုင်းတာဖို့သူတို့မှာတယ်လီစက်ကုပ်တွေခေတ်မီမှန်ပြောင်းတွေဘာတစ်ခုမှမရှိခဲ့ပါဘူး။အဲ့ဒီအစားသူတို့ဟာကောင်းကင်ယံကဂျိုတွေရဲ့ရွေးရှားမှုကိုစောင့်ကြည့်မှတ်တမ်းတင်ခဲ့ကြတာဖြစ်ပါတယ်။မာယာလူမျိုးတွေကဒီနည်းကိုသုံးပြီးနေချက်ချင်းလက်ချက်ချင်းတွေကိုနှစ်ပေါင်းထောင်ချီကြိုတင်ဟောကိန်းထုတ်နိုင်ခဲ့ကြတယ်။ဒါပေမဲ့သူတို့ရဲ့အမခန်တွက်ချက်မှုတွေနောက်ွယ်မှာတော့ပိုပြီးနှက်ဆိုင်တဲ့ယုံကြည်မှုတစ်ခုရှိနေခဲ့ပါတယ်။မာယာလူမျိုးတွေကအချိန်ဟာအရှိကိုပဲမြင်းဖြောက်တစ်ကြောင်းလိုရွေလျားနေတယ်လို့မမြင်ခဲ့ကြပါဘူး။သူတို့ကအချိန်ဆိုတာကြီးမားကျယ်ပြန့်တဲ့စက်ဝိုင်းကြီးတွေလိုလဲပတ်နေတယ်လို့ယုံကြည်ခဲ့ကြတာပါ။ဒီအတွေးခေါ်ဟာသူတို့ရဲ့ကြော်ကြားလာတဲ့အရှိရည်တွက်ခြင်းပြက်ကတိန်ရဲ့နောက်ွယ်ကလှုပ်ဝက်ချက်ဖြစ်လာခဲ့ပါတယ်။သူတို့ရဲ့ယုံကြည်မှုအရအဲ့ဒီအချိန်စက်ဝိုင်းကြီးတစ်ခုဟာ2012ခုနှစ်ကုံဆုံးခါနီးမှာအဆုံးသတ်ဖို့ရှိနေခဲ့ပါတယ်။အချို့ကလည်းဒါဟာကဘာပြက်မဲ့ကပ်ပေးကြီးကိုကြိုတင်နမိတ်ဖတ်တာလို့စိုးရိမ်ထိတ်လန့်ခဲ့ကြတယ်။ဒါပေမဲ့သူတေတီအများစုကတော့ဒါဟာစကြဝဠာရဲ့ဖြစ်တစ်တစ်ခုအစပြိုးခြင်းကိုဖော်ညွှန်းတာလို့ယုံကြည်ကြပါတယ်။2012ခုနှစ်မှာကဘာကြီးပြတ်သုံးမသွားခဲ့ပါဘူး။ဆိုတော့စကြဝဠာရဲ့အချိန်စက်ဝိုင်းအသစ်တစ်ခုကတော့စတင်နေပြီထင်ပါရဲ့။